တကဘာလုံးနော်သတင်းတွေဖုံးသွားတယ်နော်ဂျောရှွာဗန်ရဲ့နော်သတင်းပေါ့လေဒါကလည်းနော်ဟိုကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့ရောနော်ချင်းလူမျိုးတွေအနေနဲ့ရောနော်ယုံကြည်သူအနေနဲ့ရောအဖက်ဖက်ကနေကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်အာမင်ကျွန်တော်ကအပြင်မှာနော် trend ဖြစ်တဲ့အကြောင်းတွေသိပြောလို့မရှိပါဘူးဒါပေမဲ့ဒီနေ့မှာနော်ခုနတိလည်းစဉ်းစားတယ်ဒါပေမဲ့နော်ကြည့်တဲ့အခါမှာနော်ဒီနှုတ်ကပတ်တော်လေးနဲ့လည်းကြိုက်တယ်ပေါ့လေတကယ်ဆိုရင်တော့သူဆိုရင်ဥမာမွေးတာလည်းမဟုတ်ဘူးနော်အသက်အရွယ်လေးတစ်ခုမှသူရောက်သွားတယ် refugees ရဲ့နော်ရောက်သွားပြီးတော့မှတခြားနိုင်ငံတစ်ခုကနေအဲ့လိုပြန်သွားပြီးတော့မှအရင်ခန်းခန်းနာနာနဲ့မွေးကလေးကနေပြီးတော့မှအောင်မြင်နိုင်ခြေရှိတဲ့အနေအထားမှာမွေးလာတဲ့သူမဟုတ်ဘူးသူ့ရဲ့ကျွန်တော်ချင်းနေမှာဆိုသူ့ရဲ့မူလရွာအဲ့လိုရှိတာဘူးနော်ဟိုချင်းနေတွေ့ပြီးဆိုမင်းတို့ကမြန်မာလိုပြန်မယ်ဆိုရွာလို့ပဲပြောတာပေါ့နော်မြို့လိုလည်းပြောလို့ရတယ်ကိုယ့်ရဲ့ home town ပေါ့အဲ့လိုပြောမင်းဘယ်ရွာလဲဆိုရင်ပြောစရာတစ်ခုရှိကိုရှိတယ်ဒီရွာတွေကပဲကြီးပြင်းလာကြတယ်သူ့အမေတွေသူ့ဖေသွားမေးလိုက်ဘယ်ရွာကသူပြောစရာရှိကိုရှိနော်ကျွန်တော်ချင်းလို့ဆိုခေါ်လူပေါ့နင်တို့အရင်တော့မြို့ရွာအဟောင်းကဘယ်ရလဲတကယ် original ဘယ်ရလဲအဲ့လိုမေးကြတာတကယ် tradition တွေကဆိုတော့ဘလောက်ပဲနော်ခန်းတဲ့သူငါတို့ဘယ်ရွာကဘယ်မျိုးကဆင်းသက်တယ်အဲ့လိုပြောကြဆိုတော့နော်သူဆိုရင်လွန်ခဲ့တဲ့9နှစ်တုန်းက2020အထိသူဟာဒီအခုသူချန်ပီယံဖြစ်တဲ့နယ်ပယ်မှာအတွေ့အကြုံလုံးဝမရှိတဲ့လူတစ်ယောက်ဖြစ်တယ်တဲ့ပညာရှင်တယောက်ကပြောထားတာအံ့ဩစရာကောင်းတာတဲ့လွန်ခဲ့တဲ့9နှစ်တုန်းကဒီပြိုင်ပွဲနဲ့အတွေ့အကြုံတစ်ဆက်မှမရှိတဲ့သူကအခု9နှစ်ကြာတဲ့ခါမှာကမ္ဘာချန်ပီယံဖြစ်သွားတယ်တဲ့ခုနနော်တစ်ချက်ကြည့်လိုက်တဲ့ခါမှာအင်တာဗျူဝါကသူ့ကိုမေးတယ်ဘယ်လိုအောင်ပွဲခံဖို့စဉ်းစားထားလဲလို့ပြောတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုအရင်ပြန်ပြီးတော့ကျွန်တော်တို့အဖွဲ့တွေဂျေဇုတော်ချီးမွမ်းပြီးအရင်ဆုံးဆုတောင်းမယ်လို့သူဖြေတယ်ဟာလေလုယာဟာလေလုယာစဉ်းစားကြည့်နော်လူငယ်လေးတယောက်ချင်းတောင်ကနေရွာကနေနော်ဆင်းလာပြီးတော့မှအမေရိကကိုချိန်မှာရောက်ပြီးတော့မှနောက်ကြမှနော်ဟိုမှာမွေးတဲ့ဟိုမှာကြီးတဲ့သူတွေအများကြီးကြားထဲမှာအဲ့ဒီလူငယ်လေးတယောက်ကိုဘုရားအသုံးပြုပြီးတော့မှကိုအားကိုးတဲ့သူဆိုရင်တော့ငါတို့ဘလို့ပါတီလုပ်မယ်ပါညာဖြစ်မှာပေါ့ယုံကြည်သူတယောက်အနေနဲ့ဖြစ်တဲ့ခါမှာငါတို့အရင်ဆုံးဆုတောင်းမယ်တကဘာလုံးဝကြားတာတော့အဲ့စကားကိုဟာလေလုယာမြို့ငယ်မြို့ရုံမဟုတ်တော့ဘူးတကဘာလုံးအတွက်ဖခင်ကိုဆုတောင်းခြင်းကျေးဇူးတင်ခြင်းဆိုတာကိုတကဘာလုံးဝလူတွေကြားဖို့အတွက်ဒီလူငယ်လေးကိုဖခင်ကအသုံးပြုသွားတာဖြစ်တယ်ဟာလေလုယာသင်ဟာမြို့ငယ်မြို့ရုံမဟုတ်ဘူးဖခင်ကတင့်ကိုရွေးပြီးဆိုရင်တကဘာလုံးကြားအောင်တက်သေးခံရတော့ခွင့်ပင်လေဖခင်ကတင့်ကိုပေးနိုင်တာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးတဲ့ဖခင်ကျေးဇူးတော်ချီးမွမ်းရအဲ့ဒါမတိုင်ခင်လဲနော်အောင်လားအန်ဆန်တက်သေးခံချက်တွေအများကြီးတကောက်တွေးကြလာတော့မသိဘူးနော်သူဖခင်เจ้าတစ်ခုမှသွားရင်းနဲ့တော့တချင်းဆိုတယ်သူငိုပြီးတော့ဖခင်ပြစ်တာခံစားရတာဟာတကယ်ကိုနော်ဖခင်ကကျွန်တော်တို့မြန်မာပြည်ကျွန်တော်မြန်မာလူမျိုးမြန်မာနိုင်ငံကနေမွေးဖွားသောသူတွေကိုမမေ့ဘူးဆိုတဲ့သက်သေဖြစ်တယ်ဟာလေလုယာဖခင်ကကျွန်တော်တို့ကိုနော်တီးကောင်ကဲ့သို့အခြေအနေဖြစ်ပေမဲ့ကမ္ဘာစင်မြင့်အထက်မှာငါပို့နိုင်တယ်လို့အခုချိန်ထိသက်သေပြနေတော့ဖခင်ဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာလက်ခုပ်တီးဖခင်ကိုချီးမွမ်းရဒါကpersonal ဆန်တယ်လို့မထင်စေချင်ဘူးချိန်စဉ်းစားပြီးတော့မှเนาะဒီနှုတ်ကပတ်တော်လေးနဲ့ကြိုက်တဲ့အခါမှာကျွန်တော်နောက်ဆုံး last minute ထိကျွန်တော်စဉ်းစားပြီးတော့မှဒါလေးကိုပြောခြင်းဖြစ်တယ်